ဆောင်းအသည့်ဈေးကွက်မှာ Real Madrid အသင်းမှလူငယ်ကျယ်ပွင့်အန်ထရစ်ကိုခေါ်ယူဖို့ကြိုးစားလာနေတဲ့ Manchester United အားလုံးပဲမင်္ဂလာများဆွဲ online ဖတ်တင်စာပေကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ Manchester United အသင်းကတော့ဒဏ်ရာပြဿနာတွေစတင်ကြုံတွေ့ခံစားနေရပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ Spurs အသင်းနဲ့ပွဲစဉ်မှာတိုက်စစ်မှု Benjamin Sesko တယောက်တကောင်ခွက်ကြောဒဏ်ရာရရှိသွားခဲ့တာပါ။ဘယ်ချိန်ဘယ်ကာလရောက်မှဒဏ်ရာသက်သာလာမယ်ဆိုတာမသိရသေးပဲ Manchester United အသင်းအနေနဲ့ကတော့လာမယ့်ဆောင်းအသည့်ဈေးကွက်မှာ Real Madrid အသင်းရဲ့ဘရာဇီးလူငယ်ကျယ်ပွင့်အန်ထရစ်ကိုအငှားနဲ့ခေါ်ယူဖို့ကြိုးပမ်းလာနိုင်တဲ့ဆိုတဲ့သတင်းတွေဟာကြေကြေလောင်ပဲထွက်ပေါ်လာခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအနေငယ်ဆွေးနွေးတင်ပြချင်ပါတယ်။ Manchester United ဟာတိုက်စစ်မှာကွန်ညာအမ်ဘူဘောရှက်ကိုတို့ကိုပြီးခဲ့တဲ့နေရာဒီဈေးကွက်မှာအရခေါ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Manchester United တိုက်စစ်ကတိတိတသာတိုးတက်ပြောင်းလဲလာခြင်းတော့မရှိသေးပါဘူး။ကွန်ညာအမ်ဘူဘောတို့ဟာ Premier League အသင်းတွေစီကနေပဲလာတာဖြစ်တာကြောင့်ကစားပုံကောင်းပြီးသွင်းကိုတွေရနေကြပေမဲ့ Benjamin Sesko ကတော့ Bundesliga ကနေပြောင်းရွှေ့လာတာနဲ့ညီ Premier League မှာအနေငယ်ရုန်းကန်နေရတာပဲဖြစ်ပါတယ်။ဒါအပြင် Spurs နဲ့ပွဲမှာမထင်မှတ်ထားပဲတရားရရှိခဲ့ပြီးဘယ်အချိန်ရောက်မှတက်တာလာမယ်ဆိုတာမသိသေးတဲ့အတွက် Manchester United အသင်းနဲ့ဆောင်းအသင်းမှာရေတိုပလန်နေတဲ့တိုက်စစ်မှုတယောက်ခေါ်ကောင်းခေါ်လာနိုင်ပါတယ်။အသင်းမှာရှင်းဆွဲဖြစ်တဲ့တိုက်စစ်မှု Joshua Zirkzee အနေနဲ့ကလည်းအသင်းမှာနေရာမရတဲ့အတွက် Manchester United အသင်းကနေလာမယ့်ဆောင်းအသည့်ဈေးကွက်မှာထွက်ခွာဖို့ရှိနေတယ်လို့ကွင်းလယ်လူကိုဘီမိုင်နိုကလည်းအသင်းမှာနေရာမရတဲ့အတွက်ထွက်ခွာခြင်းနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရှက်ကိုနေရာကိုအစားထိုးဖို့ Joshua Zirkzee ကိုပဲအသင်းကမထွက်အောင်စီယုံမလား Real Madrid အသင်းကဘရာဇီးလူငယ်ကျယ်ပွင့်အန်ထရစ်ကိုခေါ်ယူဖို့ကြိုးပမ်းလာနိုင်လားဆိုတာကတော့စောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်။ပရိသတ်များအနေနဲ့ကရော Joshua Zirkzee ကိုပဲအသင်းမှာထိန်းထားခြင်းလားဒါမှမဟုတ် Real Madrid အသင်းကလူငယ်ကျယ်ပွင့်ကစားသမားလေးအန်ထရစ်ကိုအရခေါ်ယူဖို့ကြိုးပမ်းသွားတင်လားဆိုတာကွန်မန့်မှာဝင်ရောက်ရေးသားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်။